ကယ်လို့များကျွန်တော်တို့တည်ပြီးသားကျောင်းတွေမှာသင်ခဲ့ရတဲ့ကမ္ဘာသမိုင်းကြီးတစ်ခုလုံးကသမိုင်းမှန်မဟုတ်ပဲမှားနေခဲ့တယ်ဆိုရင်တော့သမိုင်းဖတ်စာအုပ်တွေကလို့လူသားတွေကကြောက်ခေကနေဓာတ်ခေကြီးခေအခုခေဆိုပြီးတပြေးပြေးချင်းပဲတိုးတက်လာတာမဟုတ်ပဲလွန်ခဲ့တဲ့နှစ်ပေါင်းတောင်းချီရေခဲခေမတိုင်မီကတည်းကဒီကမ္ဘာပေါ်မှာအခုထက်တာအစစ်မြင့်တဲ့စူပါရင်ကြီးမှုကြီးတွေမျိုးပြကြီးတွေရှိခဲ့ဘူးတဲ့ဆိုရင်တော့ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတာကအဲ့ဒီနည်းပညာအလွန်မြင့်မားတဲ့ရင်ကြီးမှုတွေကိုတည်ဆောက်ခဲ့တာကကျွန်တော်တို့လိုတာမန်လူသားစစ်စစ်တွေမဟုတ်ဘဲကောင်းငင်ကနေအာဃာတရှင်တွေနဲ့ဆင်းသက်လာခဲ့တဲ့အစစ်မြင့်ဒူသားတွေဖြစ်နေခဲ့တဲ့ဆိုရင်တော့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ကမ္ဘာမြေရဲ့အမောင်ဆုံးလိုဝက်ချက်တွေပင်လယ်ရေအောက်ခြေမိုင်ပေါင်းများစွာမှာနှစ်ပေါင်းတောင်းချီကအတန်တိတ်ပြုံးနှံခံထားရတဲ့အစစ်မြင့်နည်းပညာတွေနဲ့ဓမ္မကျမ်းစာကနေထားနေအမေရိကန်ဒဏ္ဍာကြီးတွေမြမနှုတ်ရဇဝင်တွေအထိအံ့ဩစရာကောင်းတော့အောင်တထထဲကြနေတဲ့ဂျိုသာအာကာသရှင်မှု theory အကြောင်းကိုဒီဗီဒီယိုမှာအသေးစိတ်ပြောပြသွားမှာဖြစ်လို့ဗီဒီယိုကိုအစကနေအဆုံးထိလုံးဝအာရုံစိုက်ပြီးနားဆင်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ကတော့ AKA ပါကျွန်တော်တို့ရဲ့ကဘာဦးလိုဝက်ချက်ကိုခရစ်ယာန်ဘာသာရဲ့ဓမ္မကျမ်းစာကဘာဦးကျမ်းဂျစ်စနက်အခန်းကြီး6အငယ်9ကနေစတင်လိုက်ရအောင်အားလုံးသိကြတဲ့အတိုင်းကဘာပေါ်မှာလူသားတွေရဲ့လောဘဒေါသအပြစ်တရားတွေကြီးစိုးလာတဲ့အခါဘုရားသခင်ကလူသားမျိုးနွယ်ကိုဖျက်ဆီးပြီးကဘာကြီးကိုအစ်စ်ကနေပြန်စားဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲဒီထဲမှာအပြစ်ကင်းစင်တဲ့နောအာကိုအေယာမသမောကြီးစောက်ခိုင်းပြီးတက်ရှိအစုံလင်ကိုတင်ဆောင်စေကရပောင်း40တိုင်တိုင်းကဘာလုံးဆိုင်ရာယူရမုံမှုကြီးနဲ့ကဘာကြီးကိုရှေးကြောပစ်ခဲ့တယ်လို့ဆိုပါတယ်နိုအာအကြောင်းကိုတော့ကျွန်တော်ရှေ့ဗီဒီယိုမှာတော့ကလည်းပြောပြထားပြီးသားပါဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့သမိုင်းပညာရှင်တွေနဲ့သိပ္ပံပညာရှင်တွေရင်ဆိုင်လာရတဲ့အကြီးမားဆုံးပေဒီတစ်ခုကစတင်ခဲ့ပါတယ်ဒီယူရမုံမှုဇလန်းဟာအနောက်တိုင်းယုံကြည်မှုသို့မဟုတ်အကျဉ်းချုံထားတဲ့ဘာသာရေးစာပေတစ်ခုထဲမှာပဲရှိခဲ့တာလုံးဝမဟုတ်ပါဘူးကမ္ဘာတော်မှာရှိတဲ့တယောက်နဲ့တယောက်လုံးဝမတွေ့ဘူးတဲ့မဆွတ်တွေ့ဘူးကြတဲ့ရှေးအောင်ရည်ကြီးမှုနဲ့ထားနေမျိုးနွယ်စုပေါင်း200ကျော်ရဲ့ရိုးရာနှုတ်ရာဆိုနေမှာဒီယူလမ်းမှုအကြောင်းကိုတပုံစံနဲ့မှတ်တမ်းတင်ထားခဲ့ကြတာပါဒါဆိုမဆိုဘူရီမီယာကဂီဂါမတ်မော်ကွန်းကြပြာကိုသွားကြည့်လိုက်ရအောင်လူသားတွေရဲ့အစောဆုံးစာပေမှတ်တမ်းဖြစ်တဲ့ဆူမာရီယန်နဲ့ဘေဘီလုံခေတ်ရှင်ပြားစာအုပ်တွေပေါ်မှာနဖျားကောင်စီကလူသားတွေကိုအမြင့်ဖြတ်ချေမှုန်းဖို့ရေလွှမ်းမှုကြီးဖန်တီးခဲ့တယ်လို့ပါတယ်အဲ့ဒီထဲမှာအုံနရာပြစ်ရှင်ဆိုတဲ့လူသားဟာကောင်းကင်ဘုံကနဖျားတစ်ပါးရဲ့လှုပ်ဝက်ချက်တတိပိချက်ကိုရရှိခဲ့ပြီးအေယာမကုန်းဘတ်သမောကြီးတစ်စင်းတိဆောက်ကတက်ရှိမျိုးနွယ်တွေကိုကယ်တင်ခဲ့ပါတယ်ဒီမတဟာတမကျန်းစာထက်နှစ်ပေါင်းထောင်ချီစောနေတာမှုနောအာဇလန်ရဲ့မူရင်းအစလိုတောင်သမိုင်းပညာရှင်တွေကယူဆကြပါတယ်နောက်တစ်ခုကအီဂျစ်တို့ရဲ့အဖူဖန်ဆင်းခြင်းကျမ်းစာပါနိုင်နေဝန်ကအီဂျစ်ဖျားเจ้าနေရနေဘော်ကရုပ်ပုံစလုံးတွေမှာဘာတွေရေးထားလဲဆိုတော့မူလကဘာဦးတုံးကနဖျားများကိုယ်တိုင်အခြေချနေထိုင်ခဲ့တဲ့အလွန်ဆိုပြေပြီးဤပညာမြင်မာတဲ့ကျွန်းကြီးတစ်ကျွန်းရှိခဲ့ဘူးပါတယ်ဒါပေမဲ့အဲ့ဒီကျွန်းဟာကြီးမားတဲ့မူကြီးတစ်ကောင်ရဲ့တိုက်ခိုက်မှုသို့မဟုတ်ကဘာပြက်ကတ်တဘာဝဘေးအန္တရာယ်ကြောင့်ရေအောက်ကိုဒဇကြီးနှမြုပ်ပျောက်ကွယ်သွားရတယ်လို့ရေးထွန်းထားပါတယ်ဒါစက်ကြော်ရာတွေကဥက္ကပြန်ကြောက်ရောက်လာတာကိုတင်စားခြင်းလည်းဖြစ်နိုင်ပါတယ်နောက်တစ်ခုကအင်္ဂါတွေရဲ့နဖျားဗီယာကိုချပါတောင်အမေရိကပီယူနိုင်ငံကအင်ဒီတောင်တန်းမြင့်ပေါ်ကအင်္ဂါဒန်နာကြီးမှာလဲစက်ကြော်ရာကိုဖန်ဆင်းတဲ့နဖျားဗီယာကိုချဟာ
ကဘာဦးတို့ကကြောက်တုံးကြီးတွေနဲ့အေယာမလူသားကြီးတွေကိုဖန်ဆင်းခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလူဘလူးကြီးတွေဟာနောက်ပိုင်းမှာဇယိုက်တွေကြမ်းကြုတ်လာပြီးစကားနားမထောင်တာကြောင့်သူတို့ကိုကဘာမြေပြင်ပေါ်ကနေအပြည့်ရှင်းဖို့ရပ်ပေါင်းများစွာကြာမြင့်တဲ့ကဘာလုံးဆိုင်ရာရေလွှမ်းမှုကြီးကိုဖန်တီးခဲ့တယ်လို့ဆိုပါတယ်ဘာသာရေးနဲ့ဒဏ္ဍာရီတွေကိုခဏဖယ်ထားပြီးခေတ္တဘူမိဗေဒရှုထောင့်ကနေမြေလာတွေကိုအစင်စင်ဓာတ်ခွဲစမ်းသပ်ကြည့်တဲ့အခါသိပ္ပံပညာရှင်တွေလမ်းပြန်သွားရတဲ့အချက်လက်တစ်ခုဖတ်ပေါ်လာပါတယ်။ရောင်ကာတန်ရဲ့ဖြစ်စဉ်မှာဒီအကြောင်းကိုတော့ကျွန်တော်ရှေ့ဗီဒီယိုမှာလုံးကလည်းပြောပြထားပေးထားပါ။လွန်ခဲ့တဲ့နှစ်ပေါင်း11600ဝန်းကျင်ရေခဲကြီးကုံဆုံးချိန်မှာကမ္ဘာအပူချိန်ဟာလူသားတွေမခံမန်းနိုင်လောက်အောင်ရပိုင်းတို့မှာရုတ်တရက်ကြီးအကြီးအကျယ်မြင့်တက်ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့မြောက်ဝယ်ရိုးစွန်းနဲ့ဥရောပတိုက်ကြီးတွေပေါ်မှာမိုင်နဲ့ချီထူတဲ့အေယာမရေခဲပြင်ကြီးတွေဟာတပြိုင်နက်တည်းမှာအကြီးပြိုကျလာခဲ့ပါတယ်။သိပ္ပံပညာရှင်တွေကဒါကို Max Water Force 1B လို့ခေါ်ပါတယ်။ဒီလိုရေခဲပြင်တွေပြုံးကနေအကြီးပြိုကျလာတဲ့အတွက်ကမ္ဘာပင်လယ်ရေမျက်နှာပြင်ဟာပေ300ကနေ400မီတာ120ကျော်အထိရုတ်တရက်မြင့်တက်သွားခဲ့ပါတယ်။ခင်ဗျားတို့စဉ်းစားကြည့်ပါရေမျက်နှာပြင်ပေ400ကျော်မြင့်တက်သွားတယ်ဆိုတာကမ္ဘာအကုန်းကြီးရဲ့အဖိုးတန်ဆုံးအစီကားဆုံးဖြစ်ခဲ့မဲ့ရှေးခေတ်ပင်လယ်ကမ်းရိုးတန်းမြို့ပြကြီးတွေအားလုံးချက်ချင်းဆိုသလိုဆူနာမီရေလိုင်းကြီးတွေအောက်ရောက်ပြီးရေအောက်ခြေကိုရောက်သွားခဲ့တာမဖြစ်နိုင်ဘူးလားစိတ်ဝင်စားဖို့ကောင်းတာကယနေ့ခေတ်သမုဒ္ဒရာအောက်ခြေမိပညာတွေဖြစ်တဲ့ဆိုနာစစ်တန်နဲ့ satellite တိုးတက်လာတဲ့အခါရေအောက်ထဲမှာတကယ်ပဲမြုပ်နေတဲ့ကုန်းမြေမဟာတိုက်ကြီးတွေကိုသိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိလာခဲ့ပါပြီပထမဆုံးကကော့ကာလမ်2012ခုနှစ်မှာဗြိတိရှကျွန်းစုနဲ့ဥရောပတိုက်ကြားကမြောက်ပင်လယ်အောက်ခြေကိုတိုင်းတာကြည့်တဲ့အခါအံ့ဩစရာကောင်းတာတွေ့ရပါတယ်အဲ့ဒီပင်လယ်အောက်ခြေမှာရှေးခေတ်တုန်းကစစ်တော်ကြီးတွေမြစ်ချောင်းတွေတရိတ်ဆန်တွေကျစားခဲ့တဲ့မြေလွာတွေနဲ့ရှေးခေတ်လူသားတွေနေထိုင်ခဲ့တဲ့အဆောင်ကျွန်းညံတွေအမဲလိုက်လက်နက်တွေကိုတူဖို့ရရှိခဲ့ပါတယ်ဒီကုန်းမြေဟာလွန်ခဲ့တဲ့နှစ်ပေါင်း11600ကရေလွှမ်းမှုကြောင့်ပင်လယ်အောက်ခြေကိုလုံးဝရောက်သွားခဲ့တယ်ဆိုတာအချက်လက်ကြကြသက်သေပြနိုင်ခဲ့ပါတယ်နောက်တစ်ခုကဇီလန်ဒီယာ2019ခုနှစ်မှာသိပ္ပံပညာရှင်အဖွဲ့တစ်ခုကကမ္ဘာမြေပုံကိုထာဝရပြောင်းလဲစေခဲ့ပါတယ်နယူးဇီလန်ကျွန်းစုရဲ့ပတ်လည်သမုဒ္ဒရာရေအောက်ထဲမှာအိန္ဒိယတိုက်ငယ်နီးပါးကျယ်ဝန်းတဲ့ရှစ်ခုမြောက်ကုန်းမြေမဟာတိုက်ကြီးရှိနေတာကိုရှာဖွေတွေ့ရှိခဲ့ပြီးတရားဝင်အတိမတ်ပြုခဲ့ပါတယ်ဒီတိုက်ကြီးရဲ့94%ဟာရေအောက်ထဲမှာနစ်မြုပ်နေတာဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်းတောင်းချီကကုန်းမြေဖြစ်တည်ရှိခဲ့တာပါဒါတွေကိုအချက်လက်ကြကြချိတ်ဆက်ကြည့်လိုက်ရင်ဂရိပညာရှင်ပလီတိုပြောခဲ့တဲ့အတ္တလန်တိတ်စူပါရင်ကြီးမှုကြီးရေအောင်မြုပ်သွားခဲ့တဲ့ရက်ဆွဲဟာလည်းသူတို့နေထိုင်ခဲ့တဲ့ခေတ်ကနေနောက်ပြန်တွက်လိုက်ရင်လွန်ခဲ့တဲ့နှစ်ပေါင်း11600ခန့်လို့အတိအကျဆိုထားတာမို့သိပ္ပံပညာရှင်တွေပြောတဲ့ရောင်ကာတန်ရဲ့ရေခဲပြင်အကြီးပြောမှုရက်ဆွဲနဲ့တရမမလွဲပဲကွတိကျနေတာကိုတွေ့ရမှာပါကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့ကမ္ဘာလုံးဆိုင်ရာရေလွှမ်းမှုကြီးနဲ့သိပ္ပံနည်းကြရက်ဆွဲတွေနဲ့အနောက်တိုင်းမတန်းတွေကိုလေ့လာပြီးပြီဆိုတော့ကျွန်တော်တို့ရဲ့မြမသမိုင်းရာဇဝင်တွေထဲမှာရောဒီလိုရေလွှမ်းမှုအကြောင်းတွေမရှိဘူးလားလို့မေးရရှိပါတယ်ကျွန်တော်တို့နေထိုင်တဲ့မြမမြေပြင်ပေါ်ကမြင်လို့မရတဲ့ဘူမိဗေဒဆိုင်ရာအထောက်ထားတွေနဲ့တိုင်းရင်သားရိုးရာနှုတ်ရဇဝင်တွေထဲမှာဒီကဘာဦးရေလွှမ်းမှုကြီးကဘယ်လိုမျိုးအမာရွတ်တွေခြံထားခဲ့လဲဆိုတာကိုအသေးစိတ်လေ့လာကြည့်အောင်အနောက်တိုင်းကပညာရှင်တွေဟာကဘာဦးရေလွှမ်းမှုကြီးအကြောင်းပြောရင်မက်ဆိုပိုတေးမီးယားတို့အီဂျစ်တို့အတ္တလန်တိတ်တို့ကိုပဲကွက်ပြီးပြောလို့ရှိကြပါတယ်ဒါပေမဲ့တကယ်တော့ကျွန်တော်တို့အရှိတောင်အာရှနဲ့မြမမြေပြင်ကြီးရတယ်အဲ့ဒီခေတ်ခါတုန်းကတမိုင်းဦးကဘေးကြီးရဲ့ဘဝချက်မာထဲမှာ
ပါဝင်ခဲ့တာဖြစ်ပါတယ်။သမိုင်းစာမျက်နှာတွေမှာခြံလက်ထားခဲ့တဲ့မြမမြေပေါ်ကအံ့ဩစရာဘူမိဗေဒတပ်တွေတွေကိုလေ့လာကြည့်လိုက်ရအောင်။ဒီနေရာကနေစပြီးဒီဗီဒီယိုကိုမျက်တောင်မခတ်ပဲအာရုံစိုက်ပေးဖို့တောင်းဆိုခြင်းပါတယ်။ဘာလို့လဲဆိုတော့ဒီနေရာမှာခင်ဗျားတို့သိကျင်တဲ့အကြောင်းအရာတွေဇက်တိုက်လာတော့မှာမို့လို့ပါကျွန်တော်တို့မြန်မာနိုင်ငံအလယ်ပိုင်းမြင်းညံခရိုင်ထဲမှာရှိတဲ့ပုပ်ပားတောင်ဆိုတာအားလုံးသိကြတဲ့အတိုင်းမင်းငိမ့်တောင်ကြီးတစ်ခုဖြစ်ပါတယ်ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း4980ပေမြင့်မားတဲ့ဒီမီးတောင်ကြီးရဲ့ပတ်ပတ်လည်တောင်ဆောင်တွေမြေလွှာတွေနဲ့မြန်မာပြည်အလယ်ပိုင်းက6ရေနံချောင်းစတဲ့ဒေသတွေရဲ့မြေအောက်ကျောက်လွှာတွေကိုဘူမိဗေဒပညာရှင်တွေတူးပေါ်ဆန်းစစ်တဲ့အခါအံ့ဩစရာကောင်းတဲ့ပင်လယ်ရေသတ္တဝါကြောက်ဖြစ်ရုပ်ကျွန်းတွေကိုအစုလိုက်ပြုံလိုက်တွေ့ခဲ့ရပါတယ်ခေတ်သစ်ပညာရှင်တချို့ကဒါဟာလွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတတိယံပင်လယ်ရှိခဲ့စဉ်ကဖြစ်ရဲ့လို့ပုံတွေတွက်ချက်ပြီးရိုးရိုးရှင်းရှင်းပဲကြော်ဖြတ်ချင်ကြပါတယ်ဒါပေမဲ့ထူးဆန်းတာကအဲဒီခေတ်ကမြေလွှာအပေါ်ဆုံးလွှာရဲ့တွေ့ရတဲ့ရုပ်ကျွန်းတချို့ရဲ့သက်တမ်းဟာသိပ္ပံပညာရှင်ပြောတဲ့ရေခဲခေတ်ကုံဆုံးချိန်ရက်ဆွဲတွေနဲ့လာပြီးထပ်တူကြနေတာပါဒါလွန်ခဲ့တဲ့နှစ်ပေါင်းတောင်းချီကကမ္ဘာလုံးဆိုင်ရာရေလွှမ်းမှုကြီးဖြစ်ပွားစဉ်မှာယနေ့ခေတ်ကုန်းမြေမြင့်နေဖြစ်တဲ့မြန်မာပြည်အလယ်ပိုင်းတစ်ပြင်လုံးဟာသမုဒ္ဒရာရေအောက်ခြေကိုလုံးဝနစ်မြုပ်ခြင်းခံရဘူးလေဆိုတာကိုပြသနေတာပါဒီအချက်ကိုခင်ဗျားတို့ကြားဘူးမှာမဟုတ်ပေမဲ့ကျွန်တော်ကိုယ်တိုင်အဲ့ဒီဒေတာမှာနေထိုင်နေသူတယောက်ဖြစ်လို့ဒီအကြောင်းကိုကြားဘူးတာကြောင့်ထည့်သွင်းပြောဆိုလိုက်တာပါဒါဆိုနောက်တစ်ချက်ကိုဆက်သွားလိုက်ရအောင်ရှေ့မှာကျွန်တော်တို့ဥရောပကဒေါ်ကားလန်ကြောင်းပြောခဲ့တယ်လို့ပဲအရှိတောင်အာရှမှာလည်းရေအောက်ကိုမြုပ်သွားတဲ့အေယာမကုန်းမြေကြီးဟုရှိခဲ့ဘူးတဲ့အဲ့ဒါကစူဒါလန်ဆိုတဲ့မဟာတိုက်ငယ်ပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း12000ကျော်ကရေခဲခေတ်တုန်းကပေါ့ပင်လယ်ရေမျက်နှာပြင်ဟာအခုထက်ပေ400နီးပါးနှိမ့်ကျနေတာကြောင့်ပင်လယ်တွေနဲ့ခြားနားနေပဲအာရှတိုက်ကြီးနဲ့တစ်ဆက်တည်းဖြစ်နေတဲ့အေယာမကုန်းမြေကြီးဖြစ်တည်ရှိနေတာပါအဲ့ဒီချိန်ကအရှိတောင်အာရှဟာရာသီဥတုအမြတ်တဆုံးနဲ့တိနံဖြစ်ထွန်းဆုံးနေရာဖြစ်လို့ရှေးခေတ်အစစ်မြင့်လူသားယဉ်ကျေးမှုတွေအခြေစိုက်ရာနှလုံးသားဒေတာဖြစ်ခဲ့ပါတယ်ခင်ဗျားတို့နားလည်အောင်ရှင်းပြရရင်လွန်ခဲ့တဲ့နှစ်ပေါင်း11600ရောင်ဂါဒန်ရဲ့အကုန်းမှာကမ္ဘာဖြတ်ရေလိုင်းကြီးတွေဝင်လာတဲ့အခါစူနာလန်ကုန်းမြေပြန်ကြီးတစ်ခုလုံးရေအောက်ကိုနစ်မြုပ်သွားခဲ့တဲ့အဲဒီကုန်းမြေရဲ့မြင့်မားတဲ့တောင်ထိပ်တွေဟာယနေ့ခေတ်မှာတော့ကျွန်းပေါင်း800ကျော်ရှိတဲ့မြိတ်ကျွန်းစုအဖြစ်ပင်လယ်ပြင်ထဲမှာကွဲအပ်ကျန်ရစ်နေခဲ့တာဖြစ်ပါတယ်ဒါကြောင့်မြေကျွန်းစုရဲ့အောက်ခြေထဲမှာရှေးခေတ်စူနာလန်ယဉ်ကျေးမှုတွေမြို့ဟောင်းတွေအတန်တိတ်အိပ်ဆက်နေတာဘူမိဗေဒရလုံးဝဖြစ်နိုင်ခြေရှိပါတယ်သိပ္ပံပညာရဲ့သက်သေတွေကဒီလောက်ခိုင်မာနေချိန်မှာပဲမြမမြေပေါ်မှာခေတ်ဆက်ဆက်နေထိုင်လာခဲ့ကြတဲ့တိုင်းရင်းသားတွေရဲ့ရိုးရာနှုတ်ရစဝင်တွေကလည်းဒီရမမှုအကြောင်းကိုဒဏ္ဍာရီပုံမြင်တွေဖြစ်ယနေ့ချိန်ကြီးမှတ်တမ်းတင်ထားကြတာပါကချင်တိုင်းရင်းသားတွေရဲ့ကဘာဦးပုံမြင်ရရှေးဦးကာလကကဘာပေါ်မှာလူတွေဟာအချင်းချင်းရက်ဆက်ကြမ်းကြုတ်လာကြပြီးအပြစ်တရားတွေများလာတဲ့အခါကောင်းကင်ဘုံကနတ်မင်းကြီးကကဘာကြီးကိုရေလွှမ်းမိုးပြီးဖျက်ဆီးဖို့စီစဉ်ပါတယ်အဲဒီခါစိတ်နှလုံးဖြူစင်တဲ့မောင်နှမနှစ်ယောက်ဖြစ်တဲ့ဦးရီတန်နဲ့ချစ်ရတန်တို့ကိုကောင်းကင်ကနေကြိုတင်တတိပေးခဲ့ပါတယ်သူတို့မောင်နှမဟာအေယာမဘူးတိရောက်ကြီးတစ်လုံးနဲ့ကိုအစားအစာတွေနဲ့အတူဝင်ရောက်ပေါ်အောင်ခဲ့ကြတယ်ခင်ဗျားတို့စဉ်းစားကြည့်ပါရှေးခေတ်လူတွေအနေနဲ့ရေလွှမ်းမိုးမှုကိုအန်တုနိုင်ဖို့ရေပေါ်မှာပေါ်နိုင်တဲ့အဝိုင်းပုံတရံအသက်ကယ်လေးသို့မဟုတ်စပိတ်ဖို့လိုရင်တစ်မျိုးမျိုးကိုသူတို့မြင်မှုတဲ့ဘူးတိရောက်ကြီးနဲ့ပြင်စားခဲ့ရလဲဖြစ်နိုင်ပါတယ်ရက်ပေါင်းများစွာရေလွှမ်းမိုးပြီးရဲ့နောက်ရေပြန်ကျသွားတဲ့အခါအဲ့ဒီဘူးတိကြီးဟာမကြွယ်ရှင်ကရာလို့ခေါ်တဲ့ကုန်းမြင့်တောင်ထိပ်ပေါ်မှာတောင်းနေခဲ့ပြီးအဲ့ဒီမောင်နှမကနေကချင်မျိုးနွယ်စုကိုပြန်လဲဆင်းသက်ပွားများခဲ့တယ်လို့အတိအကျယုံကြည်ကြပါတယ်ကရင်တိုင်းရင်းသားတို့ရဲ့ရှေးအောင်အစဉ်လာထလင်္ကာတွေထဲမှာကဘာကြီးကိုဖန်ဆင်းတဲ့
အနန္တတကုရှင်ဘုရားသခင်ကိုရှိုဝါလို့ခေါ်ပါတယ်လူသားတွေလမ်းမလိုက်ပြီးဇေယျဆိုးလာတဲ့အခါရှိုဝါကကဘာကြီးကိုရေလွှမ်းမိုးပစ်ခဲ့ပါတယ်အဲဒီအချိန်မှာခိုးလူနဲ့ခိုးလားလို့ခေါ်တဲ့မောင်နှမနှစ်ယောက်ဟာအေယာမဖောင်ကြီးတစ်ဖောင်ကိုတီးဆောက်ပြီးလက်ရှိတိရစ္ဆာန်တွေနဲ့အတူလွတ်မြောက်အောင်ပြေးခဲ့ရပါတယ်သူတို့ရဲ့ဖောင်ကြီးဟာကမ္ဘာအမြင့်ဆုံးတောင်ထိပ်ပေါ်မှာတောင်တင်ပြီးရေကျသွားတဲ့အခါယောဝါဘုရားသခင်ကလူသားမျိုးနွယ်ကိုအတိတ်ကနေပြန်လည်စတင်စေခဲ့တယ်ဆိုတဲ့မတ္တဟာအနောက်တိုင်းကနောအသမုတ်ဇလန်နဲ့စကလုံးကအစလုံးဝထပ်တူကြနေတာကိုတွေ့ရမှာဖြစ်ပါတယ်ချင်းတိုင်းသားတို့ရဲ့ဒဏ္ဍာရီမှာလဲကဘာဦးလုံးကကဘာမြေတစ်ခုလုံးကိုရပ်ပေါင်းများစွာအမောင်ဖုံးပြီးကြီးမားတဲ့ရေလုံးကြီးတွေလွှမ်းမိုးခဲ့ဘူးပါတယ်လူသားတွေနဲ့တိရစ္ဆာန်တွေဟာလွတ်မြောက်ဖို့အတွက်ချင်းတောင်တန်းရဲ့အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ခေါနုတုံတောင်ပေါ်ကိုအလူရက်တက်ရောက်ခိုလုံခဲ့ရပါတယ်ရေပြင်ကြီးဟာတောင်ထိပ်တွေထိတက်လာပြီးမှတပြေးပြေးချင်းပြန်လဲခန်းချောက်သွားခဲ့ကစီးဆင်းသွားတဲ့ရေကြောင်းလမ်းကြီးတွေဟာယနေ့ခေတ်ချင်းတွင်းမြစ်ဖြစ်လာတယ်လို့ဆိုပါတယ်အချက်လက်တွေကိုစူးစီးကြည့်လိုက်ရင်ကမ္ဘာတော်ကရေလွှမ်းမိုးမှုဒဏ္ဍာရီတွေဟာကျွန်တော်တို့မြမမြေပြင်နဲ့လည်းလုံးဝမကင်းကွာနေတာကိုတွေ့ရမှာပါဘိုးဘတော်ဘောကခရုခင်တွေကဘူမိဗေဒအရတက်တည်ပြနေသလိုတိုင်းရင်းသားတွေရဲ့နှုတ်ရဆိုတွေကလည်းသမိုင်းဦးကပလေးကြီးကိုကွက်ကွက်ကွန်းကွန်းမှတ်တမ်းတင်ထားပါတယ်ဒါပေမဲ့ဒီနေရာမှာအကြီးမားဆုံးမေးခွန်းတစ်ခုထွက်လာပါတယ်ကမ္ဘာကြီးကိုတလောက်ဖြည့်ဆည်းပစ်ခဲ့တဲ့ရေလွှမ်းမိုးမှုကြီးရဲ့နောက်ွယ်ကတကယ်အကြောင်းရင်းကဘာလဲဘာကြောင့်ရေခဲပြင်တွေရုတ်တရက်အကြီးပျော်ခဲ့တာလဲဒီကပေးကြီးကနေလူသားတွေကိုကြိုတင်တတိပေးပြီးဒီပညာတွေလက်ဆင့်ကမ်းပေးခဲ့တဲ့နတ်ဗျာတွေဆိုတာဟာတကယ်တော့အာကာသတွေကဆင်းလာခဲ့တဲ့အစစ်မြင့်ကြိုသားတွေဖြစ်နေနိုင်မလားမေခွန်းတစ်ခုကကြံနေသေးပါတယ်ဗုဒ္ဓဘာသာစာပေကျမ်းဂန်တွေထဲမှာရောဒီလိုကဘာလုံးဆိုင်ရာရေလွှမ်းမိုးမှုကဘာပြတ်မှု theory တွေရှိလားဆိုတော့ရှိုံတယ်မကပါဘူးတိဗ္ဗံပညာထက်တောင်ပိုပြီးစနစ်တကျတွက်ပြထားတာတွေရှိပါတယ်ဗုဒ္ဓဘာသာရဲ့တုတ်တန်ဒေသနာတော်တွေအထူးသဖြင့်အင်္ဂုတ္တရနီကေတတ္တသူရိယတုတ်နဲ့အဘိဓမ္မာကျမ်းဂန်များမှာကဘာတီဘုံကဘာပြက်ဘုံ theory တွေကိုအကျယ်တဝက်ပြသထားပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့အခုပြောနေတဲ့ရေလွှမ်းမိုးမှုနဲ့ဓာတ်ရိုက်သက်ဆိုင်တဲ့အာဘောကဘာဖြတ်မှုအကြောင်းကတကယ်ကိုစိတ်လို့ရှားဖို့ကောင်းပါတယ်ဗုဒ္ဓဘာသာအယူဆအရကဘာကြီးဟာအစာအဆုံးမရှိပဲပြက်လိုက်ပြန်ဒီလိုက်နဲ့တန်တရားလဲနေတာပါကဘာပြက်တဲ့အခါအခြေခံအကြောင်းတရား၃ပါးကြောင့်ပျက်စီးတတ်ပါတယ်ဒီသောတဲ့ကြောင့်ကဘာကိုပျက်စီးခြင်းလူသားတွေထဲမှာလောဘတွေအလွန်မင်းကြီးထွားလာတဲ့အခါကဘာကြီးဟာမိနဲ့ပျက်စီးတတ်ပါတယ်နေခုနှစ်စင်းထွက်တယ်ဆိုတဲ့ theory ဟာဒီနေရာကနေလာခဲ့တာပါအာဘောကဘာပျက်စီးခြင်းလူသားတွေမှာဒေါသတွေရက်ဆက်ကြမ်းကြုတ်မှုတွေအလွန်မြင့်များပြားလာတဲ့အခါကဘာကြီးဟာရေနဲ့ပျက်စီးတတ်ပါတယ်ဝါယောကဘာပျက်စီးခြင်းလူသားတွေထဲမှာမောဟတွေအမောင်ဖုံးလာတဲ့အခါကဘာကြီးဟာလေပြင်းမုန်တိုင်းတွေနဲ့လုံးဝကြေမွပျက်စီးသွားတတ်ပါတယ်ကျွန်တော်တို့ပြောနေတဲ့ရေလွှမ်းမိုးမှု theory ဟာအာဘောကဘာပျက်စီးခြင်းဆိုတဲ့ဒီရေဖြင့်ကဘာကိုပျက်ခြင်းနဲ့ကွက်တိပါပဲကျမ်းဂန်တွေထဲမှာဘလို့ဖော်ပြထားလဲဆိုတော့ကဘာဖြတ်မှုရွာရင်ကဘာပြက်ခါနီးအချိန်မှာကဘာဥကာလတုန်းကလိုထူးခြားတဲ့ကဘာဖြတ်မှုကြီးစတင်ရွာသွန်းပါတယ်ဒီမှုဟာတာမန်မှုမဟုတ်ပဲအလွန်ပြင်းထန်ပြီးအမုံမွားလေးတွေကနေတဖြည်းဖြည်းတုံကြီးလှေကြီးအိမ်ကြီးပမာဏလောက်ရှိတဲ့ရေတုံးကြီးတွေအစမပြတ်ဆင်းသက်လာတာပါအစစ်မိုးရီဒီကဘာပြတ်မိုးရီဟာတာမန်မဟုတ်ပဲကုန်းမြေတွေကြောက်တုံးကြီးတွေဟိမွန်နာတောင်နန်းကြီးတွေကိုပါအည်ပြောကြစေနိုင်တဲ့အလွန်ပြင်းထန်တဲ့နန္ဒအက်ဆစ်တွေပါဝင်တဲ့ရေဖြစ်ပါတယ်ဓမ္မပြည်ကြီးရေလွှမ်းမိုးခြင်းကုန်းမြေတွေထင်တာမကနတ်ပြည်6ထပ်နဲ့ဓမ္မပြည်ဒုတိယဇန်3ဘုံအဘတာရာဓမ္မဘုံထိရေပြင်ကြီးကလွှမ်းမိုးနှိမ့်မြုပ်ဖျက်ဆီးလိုက်တာဖြစ်ပါတယ်စကြဝဠာတစ်ခုလုံးဟာရေပြင်ကြီးအဖြစ်ဘာမှမကြံပဲပျက်စီးသွားခဲ့ပါတယ်နောက်တစ်ချက်ကဗုဒ္ဓဘာသာကျမ်းဂန်မှာအထူးသဖြင့်ဒီကနီကေပါတိကဝအင်္ဂညတုတ်မှာဖော်ပြထားတဲ့
ကဘာဦးလူသားအကြောင်းဟာရှေးအောင်ဂျိုသားသီယိုရီနဲ့အံ့ဩစရာကောင်းလာအောင်တထထဲကြာနေပါတယ်ဒီအချက်ကိုကြည့်ရင်ရှေးအောင်အာကာသယဉ်မှုသီယိုရီပညာရှင်တွေပြောပြတဲ့ကဘာဦးလူသားတွေဟာအစစ်မြင့်တဲ့တခြားကဘာကောင်းငင်ကနေဆင်းသက်လာပြီးကဘာမြေရဲ့ဓာတ်ဝတ္ထုတွေနဲ့ရောနှောကမိပညာတွေတကိုးတွေဆုံးရှုံးသွားခဲ့တဲ့ဂျိုသားຫນွယ်ဘားတွေဖြစ်တဲ့ဆိုတဲ့အချက်နဲ့ဝိညာဉ်ရေးရာအရာအလွန်နီးစပ်နေရာကိုတွေ့ရမှာပါစကြဝဠာဆင်းကဘာပြတ်တာမျိုးမဟုတ်ပဲကျွန်တော်လူသားတွေနေထိုင်တဲ့ကတ္တန်းတစ်လျှောက်မှာကြုံရတဲ့ကကြီးသုံးပါးရှိပါတယ်ဒုဗ္ဗိကန္နရကတတ္တနရကယောဂကန္နရကဒီကကြီးတွေဆက်ရောက်လာတဲ့အခါတိုင်းမှာလဲတဘာဝရာသီဥတုဖောက်ပြန်မှုတွေရပ်ပေါင်းများစွာမိုးအဆက်မပြတ်ရွာသွန်းပြီးကုန်းမြေတွေရေလွှမ်းမိုးမှုတွေဖြစ်တတ်တယ်လို့ကျမ်းဂန်တွေကဆိုထားပါတယ်ဒါကြောင့်မို့လို့ဗုဒ္ဓဘာသာရှုထောင့်ကနေကြည့်မယ်ဆိုရင်လဲကဘာကြီးဆိုတာရေနဲ့ဖြည့်ဆည်းခြင်းခံရတဲ့သဘောတရားအာဘောကဘာပြည့်ခြင်းရှိသလိုရေလွှမ်းမိုးမှုပြီးတဲ့အခါတိုင်းမှာလဲပုံမှုအစင်းမြင့်တဲ့ကောင်းငင်ဘုံကတက်ရှိတယ်ကဘာမြေကိုဆင်းလာပြီးလူသားမျိုးတွေကိုပြန်လည်စတင်လေရှိတယ်ဆိုတဲ့ချက်ဟာဗုဒ္ဓဘာသာစัจ java ဗေဒဆိုတဲ့ Buddhist cosmology မှာခိုင်ခိုင်မာမာသက်တည်ပြချက်တွေရှိနေတာမို့သိပ္ပံပညာရဲ့ရေလွှမ်းမိုးမှု theory တွေရှေးအောင်ဂျိုသား theory တွေနဲ့အံ့ဩစရာကောင်းလာအောင်အတွေးခေါ်ခြင်းထက်တူကြနေပါတယ်ကျွန်တော်တို့မြမမြေပြင်ပေါ်ကညင်လို့မရတဲ့ဘူမိဗေဒသက်တည်တွေနဲ့တိုင်းရင်းသားတွေရဲ့ရေလွှမ်းမိုးမှုနှုတ်ရဇဝင်းနေဗုဒ္ဓဘာသာကျမ်းဂန်တွေအထိလေ့လာပြီးပြီဆိုတော့အခုကမ္ဘာသမိုင်းပညာရှင်တွေနဲ့အစိုးရတွေလှုပ်ဝက်ဖုံးကွယ်ထားခြင်းကြတဲ့ကမ္ဘာအရေးဆုံးနဲ့အစွန်ပြားဆုံးနေရာဖြစ်တဲ့အာနန္တိကတိုက်ရဲ့ရေခဲပြင်3မိုင်အောက်ကလှုပ်ဝက်ချက်တွေစီကိုခရီးဆက်လိုက်ရအောင်ကမ္ဘာကျော်ယူပဗေဒပညာရှင်အဲဗတ်အိုင်စတိုင်းကိုယ်တိုင်ထောက်ခံပေးခဲ့တဲ့တုံးလုံးချောက်ချပွဲ theory တစ်ခုနဲ့အတူပျောက်ဆုံးသွားတဲ့အတ္တလန္တိတ်စူပါယဉ်ကျေးမှုကြီးရဲ့တကယ်ဒီနေရာအစစ်မှန်ကိုအချက်လက်ကြကြဖော်ထုတ်ကြည့်ရအောင်ကျွန်တော်တို့အားလုံးငယ်ငယ်ကတည်းကပထဝီသင်ခန်းစာတွေမှာအာနန္တိကတိုက်ဆိုတာကဘာဦးကလေးကရေခဲတွေဖုံးလွှမ်းနေတဲ့တက်ရှိတက်မဲ့ဝေယိုးစွန်းတိုက်ကြီးတစ်ခုလိုပဲအလွတ်ကျက်မှတ်ခဲ့ရပါတယ်ဒါပေမဲ့ခေတ်သစ်ကဂျိုရုမြေပုံစနစ်တွေမြေပြင်ထွန်းပေါက်တဲ့ရေဓာ GPR နည်းပညာတွေတိုးတက်လာတဲ့အခါမှာတော့အာနန္တိကတိုက်ရဲ့ကီလိုမီတာနဲ့ချီထူထပ်လာတဲ့ရေခဲပြင်ကြီးရဲ့အောက်မှာအေယာဘမြို့ပြကြီးရဲ့ပုံသဏ္ဍာန်တွေလေကလေးပီရမစ်ကြီးတွေနဲ့ဒီပညာအဆောက်အအုံတွေရှိနေတာကိုဖော်ထုတ်တွေ့ရှိလာခဲ့ပဲဒါဘယ်လိုမျိုးဖြစ်နိုင်တာလဲအဖြစ်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်းတောင်းချီကအာနန္တိကတိုက်ဟာအခုလိုရေခဲတိုက်ကြီးမဟုတ်ပဲစိမ့်လန်းဆိုပြီးတဲ့မဟာတိုက်ကြီးတစ်ခုဖြစ်ခဲ့လို့ပဲလို့ထင်ပါတယ်ခင်ဗျားတို့ပြည်ရိုက်မြေပုံကိုကြားဘူးမှာပါကျွန်တော်ရှေ့ဗီဒီယိုမှာတော့ကလည်းပြောပြထားပြီးသားပါအာနန္တိကတိုက်ကိုလူသားတွေပထမဆုံးစတင်တွေ့ခဲ့တာဟာAD 1820ပြည့်နှစ်ကြာမှာပါဒါပေမဲ့AD 1513ခုနှစ်လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကတည်းကအော်တိုမန်တူရကီရေတပ်ဗိုလ်ချုပ်ပြည်ရိုက်ရေးဆွဲခဲ့တဲ့ကမ္ဘာမြေပုံတစ်ခုဟာယနေ့တိုင်သိပ္ပံပညာရှင်တွေကိုခေါင်းစားစေခဲ့ပါတယ်ဒီမြေပုံမှာအာဖရိကတိုက်အမေရိကတိုက်တောင်ပိုင်းကန်ယိုရန်တွေအပြင်လူသားတွေမတွေ့ရှိသေးတဲ့အာနန္တိကတိုက်ရဲ့ကန်ယိုရန်ပုံသဏ္ဍာန်ကိုအတိအကျရေးဆွဲထားပါတယ်ပူပြီးကြောက်စရာကောင်းတာကပြည်ရိုက်မြေပုံပေါ်ကအာနန္တိကတိုက်ဟာရေခဲတွေဖုံးလွှမ်းနေပဲရေခဲကင်းစင်နေတဲ့ကုန်းမြေဖြစ်တည်ရှိနေတာပါခေတ်သစ်သိပ္ပံပညာရှင်တွေဟာအာနန္တိကတိုက်ရဲ့ရေခဲအောက်ကကုန်းမြေသဏ္ဍာန်ကိုသိရဖို့1958ခုနှစ်မှအခုစောင်းနေပညာကိုသုံးပြီးတိုင်းတာခဲ့ရတာဖြစ်ပါတယ်ရေတပ်ဗိုလ်ချုပ်ပြည်ရိုက်ကသူဟာဒီမြေပုံကိုဆူမာရီယန်ခေတ်အလက်ဇန္ဒာစာကြည့်တိုက်ခေတ်ကရှေးအောင်အထောက်ထားမြေပုံကိုကူးယူစုစည်းပြီးဆွဲခဲ့တာလို့မှတ်တမ်းတင်ထားပါတယ်ဒါဟာဘာကိုပြတယ်လဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်းတောင်းချီကကမ္ဘာပေါ်မှာအာနန္တိကတိုက်ကိုရေခဲမဖုံးမီအချိန်ကတည်းကကောင်းငင်ကနေတီးတီးကြကြတိုင်းတာမြေပုံဆွဲနိုင်တဲ့အစင်းမြင့်စူပါယဉ်ကျေးမှုတစ်ခုသို့မဟုတ်
ဂျိုသားတွေတကယ်ရှိခဲ့ဘူးလေဆိုတာညင်းလို့မရတဲ့တက်တွေပါပဲဒါဆိုရင်စိမ့်လန်းဆိုပြေပြီးယဉ်ကျေးမှုတွေထွန်းကားခဲ့တဲ့အာနန္တိကတိုက်ကြီးဟာဘလို့နီးနဲ့ရပိုင်းအတွင်းမှာမိုင်းချီတဲ့ရေခဲပြင်ကြီးတွေအောက်ရောက်သွားခဲ့ရတာလေဒီပဟေတိကို1953ခုနှစ်မှာအမေရိကန်သမိုင်းပညာရှင်ဒေါက်တာချားကွတ်ကကမ္ဘာအပေါ်ယံမြေလွှာရေရှားခြင်း theory နဲ့ရှင်းပြခဲ့ပြီးကမ္ဘာကျော်ကြားဆုံးယူပဗေဒပညာရှင်ကြီး Albert Einstein ကိုယ်တိုင် Cambridge တက္ကသိုလ်ထုတ်ဒီစာအုပ်တွေအမှားစာရေးပြီးသိပ္ပံနည်းကျထောက်ခံပေးခဲ့ပါတယ်။ Einstein ရှင်းပြခဲ့တဲ့သဘောတရားကရိုးရှင်းပါတယ်။လေမော်စည်းဝင်တစ်လုံးရဲ့အခွန်ဟာအတွင်းကအသားနဲ့လွတ်လွတ်လပ်လပ်လည်ပတ်နိုင်တယ်လို့ပဲကျွန်တော်တို့ကဘာကြီးရဲ့အပေါ်ယံမြေလွှာဟာလည်းအတွင်းကအရည်ပျော်နေတဲ့မဂမာလွှာမှာတည်ရှိနေတာပါလွန်ခဲ့တဲ့နှစ်ပေါင်း12000ဝန်းကျင်ရေခဲခေတ်တုန်းကကမ္ဘာဝင်ရိုးစွင်းမြေမှာရေခဲတုတွေအစမတန်စုပုံလာပြီးအလေးချိန်မမျှမတဖြစ်လာတဲ့အခါကမ္ဘာအပေါ်ယံမြေလူချက်ကြီးတစ်ခုလုံးဟာပြုံးကနေရှော့ဆောင်ပြီးရွေလွှားသွားခဲ့ပါတယ်ဒီလိုရွေလွှားသွားတဲ့အခါမူလကလက်ရှိအာဂျင်တီးနားနိုင်ငံသားမှာရှိတဲ့လူသားတွေစီကားခဲ့တဲ့အာနန္တိကတိုက်ကြီးဟာတောင်ဝင်ရိုးစုံရဲ့အေးဆုံးဘူချက်မာတဲ့ကိုရပိုင်းတွင်ရှော့ကျသွားခဲ့ပါတယ်ဒီနဲ့အာနန္တိကတိုက်ပေါ်မှာရှိနေတဲ့မျိုးပြကြီးတွေလူသားတွေတိရစ္ဆာန်တွေနဲ့သူတော်ကြီးတွေအားလုံးဟာအပူချိန်အနှုတ်60ဒီဂရီဆဲလ်စီယပ်အောက်ကိုကျဆင်းသွားပြီးရုတ်တရက်အေးခဲခြင်းဘေးအန္တရာယ်ကိုကြုံတွေ့ရခဲ့ပါတယ်ဒီ theory ကိုထောက်ခံနေတဲ့ချက်ကတော့စိုက်ဘီးရီးယားနဲ့အာတိတ်စွန်းဒေသမှာသူ့ပေါ်ရရှိတဲ့မာမုစင်ကြီးတွေရဲ့ရုပ်အလောင်းတွေပါပဲအဲ့ဒီစင်ကြီးတွေဟာရေခဲပြင်အောက်မှာရုတ်တရက်အေးခဲသလိုတည်ဆုံးနေတာဖြစ်ပြီးသူတို့ရဲ့အစာအိမ်ထဲမှာလက်ဆက်ဆဲဖြစ်နေတဲ့နေရာဒီပေါက်ပင်တွေပန်းမွန်တွေကိုမပျက်စီးပဲယနေ့တိုင်တွေ့ရပါတယ်ဒါဟာကဘာကြီးရဲ့ယာဒီဥထုဟာတပြေးပြေးချင်းပြောင်းလဲလာတာမဟုတ်ပဲနိုင်ပိုင်းအတွင်းပြုံးကနေပြောင်းလဲသွားတာကိုပြသနေရပါခရီးတသက်နိကဗေဒပညာရှင်ပလီတိုကသူ့ရဲ့ကျမ်းစာတွေမှာကမ္ဘာအဆင့်မြင့်ဆုံးအတ္တလန်တိတ်မဟာမျိုးပြကြီးဟာတရက်နဲ့တညအတွင်းမှာပဲမြင်းကလင်းတွေရေလွှမ်းမှုတွေနဲ့အတူကမ္ဘာမြေပေါ်ကလုံးဝပျောက်ကွယ်သွားခဲ့ရပါတယ်လို့ရေးသားခဲ့ပါတယ်ခေတ်သစ်လှုပ်ဝက်စမ်းကျဲသူ့သေးသေးဖြစ်တဲ့ဂရဟန်ကွန်နဲ့ရာဖလာအတိုကပလီတိုပြောတဲ့တရက်အတွင်းပျောက်ဆုံးသွားတဲ့အတ္တလန်တိတ်ဆိုတာတကယ်တော့တခြားနေရာမှာရှိတာမဟုတ်ပဲကမ္ဘာမြေလွှာရွေလာမှုကြောင့်တောင်ဝင်ရိုးစွန်းအောက်ရောက်ပြီးရေခဲရိုက်ခံလိုက်ရတဲ့အာနန္တိကတိုက်ကြီးပဲဖြစ်တယ်လို့အခိုင်အမာတက်တည်ပြခဲ့ကြပါတယ်ဒီအချက်လက်တွေကသာအမှန်ဆိုရင်ကမ္ဘာအင်အားကြီးနိုင်ငံတွေကဘာလို့ထုတ်မပြောကြတာလဲ1959ခုနှစ်မှာကမ္ဘာအင်အားကြီးနိုင်ငံ12နိုင်ငံစုပေါင်းပြီးအာနန္တိကစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်ဒီစာချုပ်အရအာနန္တိကတိုက်ပေါ်မှာဘယ်နိုင်ငံကမှစစ်မှတ်မပြုရစစ်ဆေးမှုတွေလွတ်လပ်စွာမလုပ်ရပဲတင်းကျပ်စွာပိတ်ပင်ထားပါတယ်မကြသေးမီနှစ်တွေတွင်းကအာနန္တိကတိုက်ကနေပြန်လည်လွတ်မြောက်လာတဲ့သိပ္ပံပညာရှင်တချို့နဲ့နှုတ်ချက်ဖော်ထုတ်သူတွေရဲ့အဆိုအရအမေရိကန်ရဲ့အာနန္တိကတိုက်အခြေစိုက်စခန်းဖြစ်တဲ့မက်မူရိုစတေးရှင်းနားကရေခဲပြင်တွေအောက်မှာဂျိုလူလိုင်းတွေကိုနှောက်ယှက်နေတဲ့အေယာမတန်လိုက်တအားလိုင်းကြီးတစ်ခုရှာဖွေတွေ့ရှိခဲ့ပါတယ်အဲ့ဒါဟာရှီကစ်ကအတ္တလန်တိတ်သားတွေသို့မဟုတ်ကဘာဦးဘိုးဘွားတွေတုံးခဲ့တဲ့အခုတည်းလေပတ်နေတဲ့ဖြစ်တဲ့ဂျိုသားတွေရဲ့စွမ်းရင်စက်ယုံကြီးဖြစ်နေတာကြောင့်အစိုးရတွေကကဘာသူကဘာသားတွေကိုအတိမပေးပဲလှုပ်ဝက်စွာဒူးဖို့သူတည်တနာပြုလုပ်နေကြတာဖြစ်တယ်လို့ဆိုပါတယ်ဒါဆိုရင်ရေခဲမရိုက်ခင်ရေမလွှမ်းခင်ကအဲ့ဒီအတ္တလန်တိတ်မျိုးပြကြီးတွေမှာတုံးခဲ့တဲ့အစစ်မြင့်နည်းပညာတွေတရုပ်ဗီဒတွေကိုတကယ်ရှိခဲ့ရလားသူတို့တွေဟာရွှေနဲ့ကျင်းဒီကိုအစစ်မြင့်ဓာတုဗီဒတွေနဲ့ဘလို့ကြိုချက်ခဲ့ရလဲကြောက်ခဲ့လူသားတွေဟာတောလိုက်ရင်မိပွေရင်နဲ့ပဲအချိန်ကုန်ခဲ့တယ်လို့တမိုင်းဆော်တွေကဆိုထားပါတယ်ဒါပေမဲ့ဂရိတတတိကဗေဒပညာရှင်ပလီတိုက BC 360မှာရေးသားခဲ့တဲ့တီယာမတ်နဲ့ခရီတီရဲ့ကျမ်းစာတွေထဲမှာတော့အတ္တလန်တိတ်
မျိုးပြကြီးရဲ့နေရန်တွေကိုစမ်းပြတဲ့တက်ထုတစ်မျိုးနဲ့အထက်ထက်ဖောအုပ်ထားတယ်လို့ဆိုပါတယ်အဲ့ဒီတက်ထုဟာရွှေပြီးရင်ဒုတိယအဖိုးတန်ဆုံးဖြစ်ပြီးနေရောင်အောက်မှာနေရတဲ့အလင်းတောက်ပြောင်နေတဲ့လှုပ်ဝက်တက်ထုကြီးဖြစ်ပါတယ်သူ့ရဲ့အမည်ကတော့အော်ရီကယ်ရန်ဖြစ်ပြီးအတိတ်ဘယ်ကတော့တောင်တန်းထွက်ကျင်းနီလို့ညွှန်းပါတယ်ရာစုနှစ်ပေါင်းများစွာသမိုင်းပညာရှင်တွေကဒါကိုပလီတိုရဲ့စိတ်ကူးရင်ဒဏ္ဍာရီတက်ထုတစ်ခုအဖြစ်ပဲပယ်ချခဲ့ပါတယ်ဒါပေမဲ့2015ခုနှစ်မှာတော့ကမ္ဘာရှီအောင်သုတေသနလောကကိုတုံ့လုံသွားစေမဲ့တက်တဲ့စစ်မှန်ကြီးကပင်လယ်အောက်ကနေထွက်ပေါ်လာခဲ့ပါတယ်2015ခုနှစ်အစောပိုင်းမှာအီတလီနိုင်ငံအီတလီကျွန်းတောင်ပိုင်းဂျယ်လာကမ်းလွန်ပင်လယ်ပြင်ရေအောက်ပေ30ခန့်မှာနှစ်ပေါင်း2600ကျော်တက်တန်းရှိတဲ့ရှီအောင်ဂရိကုန်တင်သင်္ဘောပြက်ကြီးတစင်းကိုရေငုံသမားတွေရှာဖွေတွေ့ရှိခဲ့ပါတယ်အဲ့ဒီသမောပြရဲ့ကုန်တင်ကန်းအောက်ခြေရွှွနှွနေတဲ့ကနေထူးဆန်းစွာတောက်ပနေစေဖြစ်တဲ့တက်တူတုံးစုစုပေါင်း39တုံးကိုဆယ်ယူရရှိခဲ့ပါတယ်သူသေတီတွေကဒီတက်တူတုံးတွေကိုခေတ်သစ်တက်ခွဲကန်းနေစီတည်ဆောင်သွားပြီး X-ray fluorescent လို့ခေါ်တဲ့အဆင့်မြင့်ရောင်ခြည်တုံးတက်ခွဲနည်းပညာရဲ့နဲ့အဲ့ဒီတက်တူတုံးတွေရဲ့ပါဝင်မှုအချိုးအစားကိုစမ်းသပ်စစ်ဆေးခဲ့ကြပါတယ်ရလဒ်လေးထွက်လာတဲ့အခါသိပ္ပံပညာရှင်တွေစွန့်အားသွားခဲ့ရပါတယ်ဒါပလီတိုပြောခဲ့တဲ့ရွှေအိုရောင်လိုမြေရဲ့အလင်းပြန်တဲ့ဒဏ္ဍာရီလာဟော်ရီဂရန်တက်တုစစ်ဖြစ်နေလို့ပါပဲရှေးခေတ်ဂရိတွေကဓာတုဗေဒနီးရတူချက်ပြီးအတ္တလန်တိတ်သားတွေစီကရတဲ့နည်းပညာအတိုင်းပြန်လဲအတူယူစမ်းသစ်ထားတာဖြစ်ပါတယ်ဒီနေရာမှာခမည်းတော်စဉ်းစားကြည့်ဖို့သိပ္ပံနည်းကြပြဿနာတစ်ခုရှိလာပါတယ်တဘာဝတရားကြီးရဲ့မှာစဉ်တွတ်ဆိုတဲ့တက်စင်ဟာရွှေတို့ကျင်းညီတို့လိုမျိုးတတုတုံးဖြစ်တိကျအရင်တုံးလုံးဝမရှိပါဘူးသူဟာကယ်လမင်းလို့ခေါ်တဲ့ကြောက်ရိုင်းနေထဲမှာပဲအောက်ဆိုင်တက်အဖြစ်ဂျော်နော်ကက်ညင်နေတာဖြစ်ပါတယ်သူ့ကိုကြောက်ရိုင်းနှုံးနေတဲ့ကနေခွဲထုတ်ဖို့ဆိုရင်အပူချိန်900ဒီဂရီစင်တီဂရိတ်ထိရောက်အောင်ကြိုချက်ရပါတယ်ထူးဆန်းတာကသူ့ကအဲ့ဒီအပူချိန်ရောက်တာနဲ့အကြီးမပျော်ပဲရုံးကနေအငွေ့ပြန်သွားတတ်တဲ့သဘာဝရှိပါတယ်အငွေ့ပြန်သွားတဲ့တွတ်တန်းငွေတွေကိုလေလုံကန်းထဲမှာစနစ်တကျပြန်လည်ဖမ်းယူပြီးကျင်းနေရည်တွေကိုပေါင်းဆက်ထည့်သွင်းရတဲ့ခေတ်သစ် chemical smelting နည်းပညာမျိုးသုံးမှသာဒီလိုအချိုးစားတိကျတဲ့ origaran တတုဇက်ကိုရရှိမှာဖြစ်ပါတယ်သမိုင်းပညာရှင်တွေပြောတယ်လို့မျိုးရှေးခေတ်လူသားတွေဟာရိုးရိုးမီးဖို့လေးတွေနဲ့ပဲတတုဇက်ခဲ့တာဆိုရင်ဒီလိုအစစ်မြင့်တတုဗေဒမျိုးကိုလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတောင်းချီကလေးကဘလို့နည်းနဲ့တက်မြောက်နေခဲ့ကြတာလေဒါဟာသမိုင်းမတင်မီခေတ်ကကမ္ဘာမြေပေါ်မှာခေတ်သစ်တခွဲကန်းအဆင့် metallurgy အနည်းပညာတွေရှိနေပြီးသားဖြစ်ကြောင်းဒါတွေကိုလူသားတွေထက်ပုံမဆင်းမြင့်တဲ့ဂျိုသားအာကာသယာဉ်မှူးများကလာရောက်တင်ကြားစီမံပေးခဲ့ကြောင်းခိုင်မာတဲ့သက်သေတစ်ခုဖြစ်နေပါတယ်ရှေးခေတ်အာကာသယာဉ်မှူး theory ပညာရှင်တွေဖြစ်တဲ့အဲရဘွန်ဒန်နီဂယ်တို့ကပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အချက်တစ်ခုကိုထောက်ပြထားပါတယ်။ Origaran တက်တုကိုရိုးရိုးအလှဆင်ဖို့သုံးခဲ့တာမဟုတ်ပါဘူး။သူတို့ရဲ့သုံးတော်ဝိုင်မျိုးတော်ကြီးရဲ့ဘဝချက်မှမှာရှိတဲ့ပူဆိုင်ကနဖျားเจ้าကြီးရဲ့အမိုးတွေတိုင်းတွေကိုဒီတက်တုတွေနဲ့ဖုတ်ထားခဲ့တာပါ။ခေတ်သစ်အင်ဂျင်နီယာပညာအရကျေးဒီနဲ့သူ့ကိုစနစ်တကျအချိုးဆက်ထားတဲ့တက်တုဇက်တွေဟာလက်စစ်တန်တဲ့လမ်းတွေနဲ့စက်ကြော်ရာတွေကစွမ်းအင်လိုင်းတွေကိုအကောင်းဆုံးဖမ်းယူတူလောင်နိုင်တဲ့ကွန်ဒန်ဆာသို့မဟုတ်အန်တနာဖြင့်သုံးချလို့ရပါတယ်ခင်ဗျားတို့နားလည်အောင်ဒီချာပြောပြရရင်ဒါကြောင့်အတ္တလန်တိတ်သို့မဟုတ်အာနန္တိကတိုက်ကစူပါမျိုးပြကြီးတွေဟာအခုခေတ်လိုကြောင်မီးသွေးတွေလောင်စာဆီတွေကိုသုံးခဲ့ကြတာမဟုတ်ပဲကောင်းကင်ကစွမ်းအင်တွေကိုဒီလှုပ်ဝက်တက်တူတွေနဲ့ဖမ်းယူပြီးကျိုးမဲ့စနစ်နဲ့တမျိုးလုံးကိုမီးလင်းစေခဲ့တဲ့ဂျိုသားရဲ့အစမြင့်ဒီပညာအခြေစိုက်စခန်းကြီးဖြစ်ခဲ့ဘူးလေလို့သူတေတီတွေကဆိုကြတာဖြစ်ပါတယ်အနောက်တိုင်းသမိုင်းပညာရှင်တွေက
လူသားတွေရဲ့ပထမဦးဆုံးမျိုးပြယဉ်ကျေးမှုတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်ကမက်ဆိုပိုတေးမီးယားကဆူမာလီယာမှာစတင်ခဲ့တယ်လို့အမြဲတမ်းပုံတွေပြောလို့ရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့အရှေ့တောင်အာရှအင်ဒိုနီးရှားနိုင်ငံရဲ့ဂျာဗာကျွန်းအနောက်ပိုင်းကတောင်ကုန်းတစ်ခုမှာတော့ဒီတီယိုရီတစ်ခုလုံးကိုရိုက်ချိုးပြမဲ့သမိုင်းဦးတက်တွေကြီးတည်ရှိနေပါတယ်။ဒေသခံတွေကဂူနန်ပါဒန်လို့ခေါ်တဲ့နေရာဖြစ်ပြီးအပေါ်ယံကနေကြည့်ရင်တော့မိတောင်ဟောင်းကြောက်တုံးတွေရှုပ်ပွားနေတဲ့တောင်ကုန်းကြီးတစ်ခုပါပဲ။ဒါပေမဲ့ဒါဟာတဘာဝအတိုင်းဖြစ်တည်နေတဲ့တောင်ကုန်းကြီးတစ်ခုမဟုတ်ပဲလူသားတွေတို့မဟုတ်အစစ်မြင့်အသိဉာဏ်ရှိတရားတွေကစနစ်တကျတည်ဆောက်ခဲ့တဲ့အေယာမှာလေကရစ်ပိရမီကြီးဖြစ်နေတာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။အင်ဒိုနီးရှားဘူမိဗေဒပညာရှင်ဒေါက်တာဒန်နီဟီမန်နာဒါဝီဂျာဂျာဦးဆောင်တဲ့သုတေသနအဖွဲ့ဟာမြေပြင်ထွန်းပေါက်ရေတာ GPR နဲ့လက်စစ်ကူးမှုတိုင်းတာစနစ်တွေနဲ့တောင်ကုန်းတစ်ခုလုံးကိုစစ်ဆေးပြီးမြေအောက်ထဲဒီအဝတ်လွန်တူးဖော်မှုတွေပြုလုပ်ခဲ့ပါတယ်။သူတို့ရရှိလာတဲ့မြေအောက်ကတဘာဝကာဗွန်နမူနာတွေကိုရေဒီယိုကာဗွန်တက်တန်းတက်ချက်မှုစနစ်နဲ့စမ်းသပ်လိုက်တဲ့အခါကမ္ဘာသမိုင်းလောကတစ်ခုလုံးစွန့်အားသွားခဲ့ရပါတယ်။အီဂျစ်နိုင်ငံကအကြီးဆုံးဂီဇာပိရမစ်ကြီးရဲ့တက်တန်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း4500ခန့်ပဲရှိပါတယ်။ဒါပေမဲ့ဂူနန်ပါဒန်ပိရမစ်ရဲ့အောက်ခြေလွှာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း29000ကျော်ကတည်းကတည်ဆောက်ခဲ့တာဖြစ်လို့အီဂျစ်ထက်9ဆမကပိုစောစီးနေပြီးလူသားတွေဂူပြင်အောင်မထွက်ရသေးဘူးလို့ယူဆထားတဲ့ကြောက်ကြအောင်နှောင်းပိုင်းကလေးကတည်ရှိနေတာဖြစ်ပါတယ်။ကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့လွန်ခဲ့တဲ့နှစ်ပေါင်း12000ကျော်ရေခဲခေတ်တုန်းကအင်ဒိုနီးရှားမလေးရှားနဲ့မြန်မာပြည်အောက်ပိုင်းပင်လယ်ရေအောက်မရောက်နေပဲဆူနာလန်းဆိုတဲ့အေယာမကုန်းပြင်မြင့်ကြီးဖြစ်တစ်ဆက်တည်းတည်ရှိနေတာပါ။ဂူနန်ပါဒန်ပိရမစ်ကြီးဟာအဲဒီဆူနာလန်းမဟာတိုက်ကြီးရဲ့အထက်ကျကျတဲ့ကုန်းမြင့်ဒေသမှာတည်ရှိနေတာဖြစ်ပါတယ်။အနောက်တိုင်းပညာရှင်ဂရန်ဟန်ကုရဲ့အဆိုအရဆူနာလန်းဟာဒန်နာရီတွေကအတ္တလန်တိတ်လိုပဲအလွန်အဆင့်မြင့်တဲ့လူသားယဉ်ကျေးမှုတွေထွန်းကားခဲ့တဲ့နေရာဖြစ်ပြီးဂူနန်ပါဒန်ဟာသူတို့ရဲ့နက္ခတ်ဗေဒဆိုင်ရာဘဝချက်မှနဲ့ဝတ်ပြုကြောင်းကြီးဖြစ်ပါတယ်။ဒီပိရမစ်ကြီးကိုတည်ဆောက်ထားတဲ့ကြောက်တုံးတွေဟာအဝိုင်းပုံမဟုတ်ပဲ9မြောင်ပုံ6မြောင်ပုံလှပစွာဖြတ်တောက်ထားတဲ့ဘတ်စောကော်လန်ကြောက်တုံးကြီးများဖြစ်ပါတယ်။ဒီထောင်ပေါင်းများစွာသောကြောက်တုံးကြီးတွေကိုအောက်ခြေမြေအောက်ထဲမှာအင်္ဂလိပ်တစ်မျိုးနဲ့စနစ်တကျအထက်ထက်စီပြီးလေကရစ်ပုံစံတည်ဆောက်ထားတာဖြစ်ပါတယ်။ထူးခြားတာကအဲ့ဒီခေတ်ကအင်္ဂလိပ်ထဲမှာရှိကမှုအားကောင်းအောင်တန်တဲ့အိုင်ယွန်45%ထိပါဝင်တဲ့ဓာတုဗေဒနည်းပညာကိုသုံးစွဲထားတာကိုတွေ့ရပါတယ်။ဂူနန်ပါဒန်ရဲ့အကြီးမားဆုံးဆွဲဆောင်မှုကတော့ပိရမစ်ကြီးရဲ့အတွန်းပိုင်းမြေအောက်ပေ90ကျော်အနက်မှာရှိတဲ့အေယာမမြေအောက်ခမ်းမကြီး3ခုပဲဖြစ်ပါတယ်။ရေဒါနဲ့တိုင်းတာချက်အရဒီအခန်းကြီးတွေဟာကမ္ဘာဝတိုင်းဖြစ်ပေါ်နေတဲ့လိုင်ကူတွေမဟုတ်ပဲဂျီယိုမက်ထရီပုံစံအတိုင်းအမိုးအကာတရားတွေနဲ့စနစ်တကျဆောက်လုပ်ထားတဲ့အခန်းတွေဖြစ်ပါတယ်။ဒေါက်တာဒန်နီဟီမန်ရဲ့အဆိုအရအဲ့ဒီမြေအောက်ခန်းကြီးတွေထဲမှာရှေးခေတ်ဆူလန်းနာရည်ကြီးမှုတွေရဲ့အမွေနှစ်တွေမိပညာပစ္စည်းတွေနဲ့ကဘာဦးသမိုင်းကြောင်းတွေဟောထားနိုင်တယ်လို့ယူဆကြပါတယ်။ဒါတည်းမကသေးဘူးဒီပိရမစ်ရဲ့ကြောက်တုံးတွေဟာထူးဆန်းတဲ့တန်လိုက်ဓာတ်အားလိုင်းတွေကိုထုတ်လွှတ်ပြီးကဘာအပေါ်ယံမြေတူအောက်ကလာတဲ့အတန်လိုင်းတွေကိုအစမတန်ကျဲလောင်အောင်လုပ်ပေးနိုင်တဲ့အခုစတဲ့ resonator အဖြစ်လဲအလုပ်လုပ်နေတာကိုတွေ့ရပါတယ်။ဒါရှေးခေတ်လူသားတွေသူတို့ကိုလာရောက်ကူညီခဲ့တဲ့ဂျူသားတွေဟာဒီပိရမစ်ကြီးကိုတဘာဝစွမ်းအင်ထုတ်လုပ်တဲ့စွမ်းအင်စက်ရုံကြီးဖြစ်သုံးခဲ့ကြတာဆိုတဲ့ theory ကိုပုံမခိုင်မာစေပါတယ်။ဂူနန်ပါဒန်ဟာရိုးရိုးပုံမြင်မဟုတ်ပဲရေဒီယိုကာဗွန်တက်တန်းတွေမြေအောက်ရေဓာတ်တွေနဲ့တက်တည်ပြထားတဲ့တကယ်အမှန်တရားဖြစ်ပါတယ်။ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း11600ရေလွှမ်းမှုကြီးမတိုင်မီကတည်းကကျွန်တော်တို့အရှေ့တောင်အာရှဆူလန်းနာမှာအဆင့်မြင့်
စူပါယဉ်ကျေးမှုကြီးတစ်ခုတကယ်ရှိခဲ့ဘူးလေဆိုတာပြသနေတာပါဒါဆိုရင်ဒီလိုအစစ်မြင့်လှတဲ့ကမ္ဘာဦးစူပါယဉ်ကျေးမှုတွေသူတို့ရဲ့ပိရမစ်နီးပညာတွေဟာရေလွှမ်းမှုကပေးကြီးအပြီးမှာဘလို့နီးနဲ့ကမ္ဘာအနှံ့ကိုပြန့်နှံ့သွားခဲ့တာလေအီဂျစ်မက်ဆိုပိုတေးမီးယားတဲ့မာယာပိရမစ်တွေအားလုံးဟာတကယ်တော့ဘဝချက်မှတစ်ခုတည်းကနေဆင်းသက်လာခဲ့တာလားကမ္ဘာမြေပုံကိုဖြန့်ပြီးဒေချာကြည့်လိုက်ရင်အလွန်ထူးခြားတဲ့အချက်တစ်ခုကိုတွေ့ရပါလိမ့်မယ်အချင်းချင်းလုံးဝမဆက်ဆက်ပဲသမုဒ္ဒရာကြီးခြားနေတဲ့အီဂျစ်ကဂီဇာပိရမစ်တွေမက္ကဆီကိုကတီယိုတီဟာကန်ပိရမစ်တွေကမ္ဘောဒီးယားကကန်ဟိုဝိပြူကျောင်းနဲ့အန်ကောဝဲတွေအင်ဒိုနီးရှားကဂူနန်ပါဒန်တို့ဟာဘာကြောင့်ပုံစံချင်းတူနေကြရတာလဲဘာကြောင့်သူတို့အားလုံးဟာကောင်းကင်ကဂျေဒါယာတွေနဲ့တိတိကျကျလှိုင်းကြီးကြီးဆောက်ထားကြတာလဲအကြီးမားဆုံးစံကျင်မှုကတော့အိုရိုင်ရန်ဂျေဇူဒန်နဲ့ပိရမစ်တွေရဲ့ဒီနေရာဆက်ဆက်မှုပဲဖြစ်ပါတယ်အီဂျစ်ဂီဇာကအေယာမပိရမစ်ကြီး၃လုံးရဲ့ဒီနေရာကျုံမှုချဲမှုနဲ့စောင်းနေတဲ့အချိုးစားဟာအိုရိုင်ရန်ဂျေဇူဒန်ကကျဲ၃လုံးကိုစားပြုနေပါတယ်ဥပမာအန်နလန်မင်တကာရဲ့ပြင်းကြီးနေထားနဲ့တန်းနေအောင်ဒီဆောက်ထားတာဖြစ်ပါတယ်အော်စရာကောင်းတာကမဂဇီကိုကပီယိုတီယာကန်ပိရမစ်လက်ပိရမစ်နဲ့နဖျားပိရမစ်၃လုံးဟာလေအဲ့ဒီအိုဝိုင်ရန်ဂျေ၃လုံးရဲ့အချိုးစားတိုင်းလုံးဝထပ်တူကျနေပြန်ပါတယ်ဒါတည်းမကသေးဘူးကမ္ဘာရှည်အောင်ပိရမစ်ကြီးတည်ရှိရာအရက်တွေကိုကမ္ဘာလုံးပတ်လေမြင်းချောင်းတစ်ချောင်းနဲ့ဆွဲလိုက်ရင်30ဒီဂရီစောင်းထားတဲ့မဟာစဝိုင်းလန်းကြီးထွက်လာပြီးအဲ့ဒီလိုင်းပေါ်မှာအီဂျစ်နာဂစာမြေပြင်အစ္စရာကျွန်းစူမနဲ့အန်ကောဝတ်တို့ကိုတိတိကျကျတည်ရှိနေပါတယ်ဒါရှေးခေတ်လူတွေကတဦးနဲ့တဦးပုံဆက်ပြီးငါတို့ဒီနေရာမှာဆွဲမယ်မင်းတို့ကဟိုဘက်မှာဆွဲလို့ညှိနှိုင်းခဲ့ကြတာမဟုတ်ပါဘူးကမ္ဘာမြေပြင်တစ်ခုလုံးကိုကောင်းကင်မြေအထက်ကနေတွေ့မြင်နိုင်တဲ့ဘိုးကျမတစ်ခုရဲ့အစင်းမြင့်ဘိတုခပညာရှင်ကြီးများကစီမံကိန်းတစ်ခုအနေနဲ့လာရောက်တည်ဆောက်ပေးခဲ့ကြတာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း11600ကမ္ဘာပြည့်ရေလွှမ်းမှုကြီးဖြစ်သွားတဲ့အခါအတ္တလန်တိတ်နဲ့ဆူနလန်စူပါယဉ်ကျေးမှုကြီးတွေဟာရေအောက်ကိုနှင်းမြုပ်ပျောက်ကွယ်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီယဉ်ကျေးမှုတွေကဒီပညာရှင်တွေပညာရှိတွေနဖျားလို့တင်စားခံရသူအချို့ဟာအတက်ကယ်လေးတွေတမောကြီးတွေနဲ့ကမ္ဘာအမြင့်ဆုံးကုန်းမြင့်ဒေသတွေစီလွတ်မြောက်သွားခဲ့ကြတယ်သူတို့တွေကကမ္ဘာအနှံ့ကရေဘေးလွတ်ရာအရက်တွေကိုရောက်သွားပြီးကြံရည်တဲ့ကြောက်ခေဦးလူသားတွေကိုစိုက်ပျိုးရေးမွေးမြူရေးတရုဗေဒနဲ့ပိရမစ်တည်ဆောက်ရေးဤပညာတွေကိုပြန်လည်လက်ဆင့်ကမ်းသင်ကြားပေးခဲ့ပါတယ်ဆူမာရီယန်မတ်တမ်းမှာသူတို့ကိုအိုအာနဲလို့ခေါ်တဲ့ပင်လယ်ဘက်ကလာတဲ့ပညာရှိ9ဦးလို့မှတ်တမ်းတင်ထားပါတယ်အမေရိကန်တောင်ပိုင်းမှတ်တမ်းမှာအင်ကာနဲ့မာယာဒနာရီတွေမှာသူတို့ကိုဗီယာကိုချာတို့မဟုတ်ကွာဇာကိုအာဒဲလို့ခေါ်တဲ့ကောင်းကင်နဲ့ပင်လယ်ပြင်ကနေလာပြီးလူသားတွေကိုယဉ်ကျေးမှုသင်ပေးခဲ့တဲ့လူဖြူမုတ်စိတ်ရှည်ကြီးများလို့တင်စားခဲ့ကြပါတယ်ဒီလိုနဲ့ကမ္ဘာဦးနည်းပညာတွေဟာပျက်စီးသွားတဲ့ဘိုးချက်မှတစ်ခုတည်းကနေကမ္ဘာအနှံ့ကိုပြန့်နှံ့သွားခဲ့လို့ကမ္ဘာရက်မှာပိရမစ်ဘိတုကအတက်တွေတပြိုင်တည်းထွန်းကားလာခဲ့တာဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီလိုလူသားတွေကိုနည်းပညာတွေပေးခဲ့တဲ့ကမ္ဘာဦးတွေကစီမံခန့်ခွဲခဲ့တဲ့နတ်ဘုရားတွေဆိုတာတကယ်တော့ဘသူတွေလဲဒီအဖြစ်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း6000ကမ္ဘာအစောဆုံးစာအုပ်စာတမ်းဖြစ်တဲ့ဆူမာရီယန်ရှင်သေးပြားတွေထဲမှာအတိအကျရေးသားထားပါတယ်သူတို့ကအဲ့ဒီတက်ရှိတွေကိုအနုနဂီလို့ခေါ်ပြီးအဓိပ္ပာယ်ကတော့ကောင်းကင်ဘုံမှမြေကြီးသို့ဆင်းသက်လာသူများလို့ဖြစ်ပါတယ်ဆူမာရီယန်ကျမ်းစာအရအနုနဂီတွေဟာအာကာသတွေကနီဘရူလို့ခေါ်တဲ့ဂျိုကြီးကနေကမ္ဘာမြေကြီးကိုရွှေတွေတူးဖော်ဖို့ရောက်လာခဲ့ကြတဲ့အစစ်မြင့်ဂျိုသားတွေဖြစ်ပါတယ်သူတို့ဟာကမ္ဘာပေါ်မှာရှိတဲ့ရှေးဦးလူသားတွေရဲ့မျိုးရိုးဗီဇတွေကိုသူတို့ရဲ့ DNA နဲ့ပေါင်းစပ်ပြီးမျိုးရိုးဗီဇအင်ဂျင်နီယာစနစ်နဲ့ယနေ့ခေတ်လူသားတွေကိုဖန်တီးခဲ့တာဖြစ်ပါတယ်သူတို့တည်ဆောက်ခဲ့တဲ့
ပိရမစ်ကြီးတွေဟာတကယ်တော့အုတ်ဂူတွေမဟုတ်ကြပါဘူးရှေ့မှာကျွန်တော်တို့ဆွေးနွေးခဲ့သလိုပဲအော်ရီဂန်တပ်ထုတွေဒီစော့ကြောက်တုံးတွေသုံးပြီးကမ္ဘာစွမ်းအင်ကိုစုပ်ယူတာသူတို့ရဲ့အာကာသယာဉ်တွေအတွက်သုံးဆွဲတဲ့စွမ်းအင်ထုတ်လုပ်စက်ရုံကြီးတွေပဲဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေရဲ့သမိုင်းကြောင်းဟာမြင်းဖြောင်အတိုင်းကြောက်ခက်ကနေခေတ်ကိုတဖြည်းဖြည်းတိုးတက်လာတာမဟုတ်ပါဘူးကမ္ဘာသမိုင်းမှာဆက်ဝန်းလိုက်သွားနေတာဖြစ်ပြီးခေတ်လူသားတွေမတိုင်ခင်လွန်ခဲ့တဲ့နှစ်ပေါင်းတောင်းချီကလေးကကမ္ဘာပေါ်မှာအနုနဂီဂျိုသားတွေရဲ့အကူအညီနဲ့တည်ဆောက်ခဲ့တဲ့အတ္တလန္တိတ်ဆူနာလန်အာနန္တိကတိုက်ကမဟာစူပါယဉ်ကျေးမှုတွေရှိခဲ့ဘူးပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း11600နှစ်မှာဖြစ်ပွားခဲ့တဲ့ကမ္ဘာအပေါ်ယံနေလွာရွေလျားမှုနဲ့မဟာရေလွှမ်းမိုးမှုကပ်ဘေးကြီးရောက်ဒီယဉ်ကျေးမှုတွေဟာလုံးဝသမုဒ္ဒရာအောက်ခြေနဲ့ဝင်ရိုးစွန်းရေခဲပြင်3မိုင်အောက်မှာစနာဖြောက်ခြင်းခံရပါတယ်။ကြံရည်တဲ့အပိုင်းစာပညာရက်တွေကျွန်တော်တို့ခေတ်သစ်လူသားတွေဟာတမိုင်းကိုတုံညကနေပြန်စားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ယနေ့ခေတ်မှာအစစ်မြင့်နည်းပညာလို့ခေါ်တဲ့အရာတွေဟာတကယ်တော့အသစ်ဆန်းနေမဟုတ်ပဲလွန်ခဲ့တဲ့နှစ်ပေါင်းတောင်းချီကကဘာဦးဘိုးဘွားတွေနဲ့ဂျိုးသားတွေတုံးဆွဲခဲ့ပြီးသားကပ်ပြီးကြောင့်ပျောက်ဆုံးသွားခဲ့ရတဲ့ရှေးအောင်သိပ္ပံပညာရက်တွေကိုပြန်လည်ရှာဖွေတွေ့ရှိခြင်းသာဖြစ်ပါတော့တယ်။တမိုင်းဆိုတာအမှန်တရားမဟုတ်ဘူးရေးပိုင်ခွင့်ရှိသူများခြံလက်ခဲ့တဲ့မှတ်တမ်းနေတာဖြစ်ပါတယ်။ခင်ဗျားတို့သိထားတဲ့ theory တွေခင်ဗျားတို့ရဲ့ထင်မြင်ယူဆမှုတွေကိုကွန်မန့်မှာဆွေးနွေးသွားခဲ့လို့ရပါတယ်။ဒီဗီဒီယိုကခင်ဗျားတို့ရဲ့စူးစမ်းလိုစိတ်ကိုဖြည့်ဆည်းပေးနိုင်ခဲ့တယ်ဆိုရင်လိုက်ကလေးနှိပ်ပြီးခင်ဗျားရဲ့တငယ်ချင်းစီ share ပေးဖို့လည်းတောင်းဆိုချင်ပါတယ်။ကမ္ဘာပေါ်ကဖြည့်ရှင်းမရသေးတဲ့တမိုင်းဝင်ဖြစ်ရတွေကိုကြည်ကျင်သေးတယ်ဆိုရင်တော့ပြောရဲ့ channel ကို subscribe လုပ်သွားဖို့မမေ့ပါနဲ့။နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြမယ်။